Premium Program မှာ background တွေကိုချိန်ပြမယ်ကျွန်တော်အခု timeline ထဲမှာ click လေးတစ်ခုကိုထည့်ထားတယ်အဲ့ဒီ click ကို background ချိန်မှာဖြစ်ပါတယ် background ချိန်ဖို့အတွက် pointer လေးကိုထိပ်ဆုံးနောက်ကိုကတ်ထားမယ်ပြီးရင် effect control ရဲ့အောက်က opacity ရှိတယ် opacity ရဲ့ pen tool လေးကိုယူလိုက်မယ် keyboard က option windows ဆိုရင် alt key လေးကိုဖွင့်ပြီးတော့လုပ်မယ်โอเคဒါဆိုရင်တော့ကျွန်တော်တို့ pen tool လေးကင်ပြီးတော့ပြီအဲ့ဒီဟာကိုကျွန်တော်တို့ဒီမှာ opacity ရဲ့ဒီ mask ထဲကနေပြီးတော့မှ translate map forward ဆိုတာလေးနှိပ်ပေးလိုက်မယ်ဒါတော့သူကအနောက်ထိ auto မှတ်ပေးသွားမှာပေါ့နော် okay ရတကယ်လို့ဒီဟာလေးတွေကိုတော့ကျွန်တော်တို့ကဒီမှာဒီ point လေးတွေရှိတယ်တွေ့လားဒီမှာဒီ point အမှတ်ကလေးရှိတယ်အဲ့ဒါလေးကိုတစ်ချက်ချင်းစီတော့ပြန်ပြီးတော့ကိုဆက်လက်မှတ်လိုက်တဲ့နေရာတွေကမသေးတတ်ဘူးဆိုရင်တော့ဒါလေးတွေနဲ့ပြန်ပြီးတော့မှ menu ရဲ့ညှိပေးလို့ရတယ် okay ကျွန်တော်ကတော့အခုဒီတိုင်းလေးပဲထားလိုက်တော့မယ်ပြီးရင်ဒီရဲ့အောက်ကိုကျွန်တော်တို့က background စာတစ်ခုထည့်မှာဖြစ်တဲ့အတွက်သူ့ကိုအပေါ်ကိုဒီလိုလေးတွန်းတင်လိုက်မယ်ပြီးရင်ဒီမှာကျွန်တော် background စာတစ်ခုယူထားတယ်အဲ background စာလေးကိုဒီထဲကိုထည့်လိုက်မယ်နောက်မှာပေါ်နေပြီ background စာသေးနေတဲ့အတွက်သူ့ကိုကျွန်တော်တို့နည်းနည်းလေး scale to frame size လုပ်ပေးလိုက်မယ် okay ဒါလည်းသေးနေတယ်သေးနေတော့ကျွန်တော်တို့ background စာကိုနည်းနည်းလေးကြည့်ပေးလိုက်ပါမယ် okay ဒါဆိုရင်ရပါပြီအားလုံးပဲနောက်နေ့မှာဆိုရင်လည်းဘယ်လိုသင်ခန်းစာတွေဆက်ပြီးတော့သင်ပေးမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါဦးခင်ဗျာ